ခင်မုန်းသက်ဝေစိတ်တစဟင်းခတ်မွေးကြရင်လိုအပ်ချက်နဲ့တောင်စစ်မှတ်ထူပြောတတ်တဲ့ပုံမှာနွယ်တပင်မြတ်တပင်လိုတန်ရောစဉ်ကိုတရားပါခဲ့ပါခင်မုန်းသက်ဝေဒါဟာပုံမှန်မနက်ခင်းတစ်ခုရဲ့နေကြီးဦးတို့ပုတ်ခါတီကဝေယနာလေးပါကွယ်လေကောင်းလေတန်းနေနဲ့ငင်းခုံမယ်တချို့အိုဟောဆန်နေအောင်ငှက်ထက်ပူရကောင်းလားလို့ရဲသွမ်းသွေးမယ်တခါမေယုမြင့်မူညာများစိတ်ရင်ခိုင်မာမှုကြောင့်ကန်းကိုရုပ်ချင်းတွေနဲ့တက်တည်ပြမယ်ဖက်ကောင်းအုပ်လေးစကားမများတတ်ပေမဲ့တခုခုလိုနေသလိုပါခင်မုန်းသက်ဝေတယောက်တည်းတည်နိုင်တဲ့ခွင့်ရလူသားအလုံးရပြီလားကျွန်တော်သိပါတယ်ကျန်တဲ့အခိုက်အတန့်မှာပစည်းပစက်လေးတွေများလိုနေမလားတွေးမိရဲ့လိုင်ကောင်းဖြူဖြူတွေကြားအတော်တန်ဝင်ပြည့်နေရတော့လင်းငယ်လေးမထောက်ခွာနိုင်သေးသလိုတခုခုလိုနေတော့မှာပဲကြက်တွေကိုလေတူတော့ဖွာကနေလွင့်ကနေကျစ်ဆံမီမှလည်းဒုက္ခမှလည်းဖွယ်ဖွယ်ရရပါနေရတွေ့ဘူးတော့ကျွန်တော်မျိုးဆိုဖို့အပြီးရတခုရှိလိမ့်လို့နဲ့တွင်တွင်ရှားခဲ့ဘူးတယ်ခေါင်းမှာတန်တရားတွေများအားလုံးအယုံကြည်နေမျက်ရည်လွယ်စသဖြင့်ခင်မုန်းသက်ဝေပြောခဲ့ဘူးသလိုစိတ်ဝင်စားစရာကောင်းလာအောင်သူတီသူတက်ဆောင်းကြွားကြွားနိုင်စသဖြင့်အဲ့ဒီခေါင်းစဉ်တွေနဲ့ရှားခဲ့ဘူးပါတယ်ဘလို့ဖွင့်ဆိုကြလိမ့်မလဲပေါ့ကျွန်တော်ရှားကြည့်တယ်တောတွေတောင်တွေမဖွင့်မရလမ်းခုလက်တွေအပြစ်တင်နဲ့တင်ညပါစေလေဒီမဲ့ခင်မုန်းသက်ဝေရဲ့ကျွန်တော်ဆိုတာကလေကိုတော့မကဲတင်ခြင်းစရာဝင်လေးမှုလေးပါအလှဲ့ကြော်ပြီးလှပခဲ့ရရဲ့ဘယ်တော့ပုံနေတော့မှုပါကိုနာမည်ကိုခေါ်ပြီးဘယ်ငတ်ကိုရှာနေမှမသိရဲ့အိုအောင်ငတ်ပါအလွန်နေမိုးတော့မတ်တဲ့နဲ့ခင်မုန်းသက်ဝေရဲ့6ဖြစ်ကင်းနဲ့ရန်သူပါဒီတိုင်းသမိုင်းဆက်ရရင်ဘယ်သူမှအနာတရားမဖြစ်ဘူးမဟုတ်လားပြောပါရဲ့တကယ်အပြစ်ရှိသူထောက်ခေါ်သွားချိန်မှာတော့ခင်မုန်းသက်ဝေဂီတနဲ့ပဲပြဿနာတွေဥလိုက်တဲလိုက်နဲ့ကိုပြောပါတယ်ဘယ်ခင်မှပန်းမိတ်မကြဘူးရဲ့ရောလာပင်လေးတဲ့ဟိုးရှိတုန်းကပုံမြင်စလီတစ်ခုထဲမှာကောင်းရင်ပြလို့ရေးပြတယ်တန်းတင်